မင်္ဂလာပါတင်းတွက်နည်းပညာလမ်းညွှန်မှာကြိုဆိုပါရစေ Google ရဲ့အသုံးတည့်တဲ့ application တချို့နဲ့ထပ်မံမိတ်ဆက်ပေးချင်ပါတယ်တီထွင်ဖန်တီးထားတဲ့အရာတွေကအမတန်မှလက်ရမြောက်တာကိုတွေ့ရှိရတာဖြစ်တယ်ဒီနေ့မှာ Google Duo Google Hangout Google Meet ဒီသုံးခုဘယ်လိုကွာခြားသလဲဘာတွေလဲဆိုတဲ့အရာကိုအသေးစိတ်သင်ချင်းတင်ပြပေးသွားမှာပဲဖြစ်ပါတယ် Google Duo ကို2016ခုနှစ်မှာစတင်မိတ်ဆက်တာဖြစ်ပြီးတော့မှGoogle Smartphone တွေမှာအသုံးပြုရန်အတွက်တီထွင်ဖန်တီးထားတာဖြစ်တဲ့ Apple FaceTime ကဲ့သို့အသုံးပြုနိုင်ဖွယ်ရန်အတွက် Video Calling များခေါ်နိုင်ဖွယ်ရန်အတွက်တီထွင်ဖန်တီးထားတာဖြစ်တယ် Android phone နဲ့ iOS phone နှစ်မျိုးစလုံးမှာကျွန်တော်သုံးလို့ရပါတယ်ကွန်ပျူတာမှာလည်းမိမိတို့ website ကနေတဆင့်ဒီ Google Duo ကိုအသုံးပြုနိုင်ပါတယ် Google ဟာလည်းသူ့ရဲ့ Google brand ထဲမှာဝန်ဆောင်မှုပုံစံမျိုးစုံကိုပါဝင်နိုင်ဖို့ရန်အတွက်စူးစမ်းပြီးတော့မှတီထွင်ဖန်တီးထုတ်လုပ်လာတာဖြစ်ပါတယ်တချို့သောသူ့ရဲ့တီထွင်ဖန်တီးမှုတွေဒီ Google Duo အပါအဝင်အမတန်မှအသုံးတည့်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ် Google Duo ရဲ့အားသာချက်တွေကတော့ရုပ်ရောအသံပါခေါ်ဆိုနိုင်ခြင်းဖြစ်ပြီးတော့မှဖုန်းနံပါတ်နဲ့ email ရှိုံနဲ့ဖုန်းခေါ်ဆိုနိုင်တာဖြစ်တယ်2020ထဲမှာဖုန်းခေါ်ဆိုဖို့အတွက်ဖုန်းနံပါတ်တောင်းလို့တော့ပါဘူး email တစ်ခုရှိတော့ဖုန်းခေါ်ဆိုနိုင်တာဖြစ်တယ်မိမိတို့ရဲ့ရုပ်သံ file ကို video file ကိုရိုက်ပြီးတော့မှ message အနေနဲ့ပေးပို့ထားခဲ့နိုင်တာပဲဖြစ်ပါတယ်တစ်ချိန်ထဲမှာ12ယောက်အထိဒီပြိုင်တဲ့အုပ်စုဖွဲ့စကားပြောမိတ်ဖွဲ့နိုင်တာဖြစ်တယ် Google Duo ရဲ့ knock knock ringtone ကအမတန်မှနာမည်ကြီးပါတယ်ဒုတိယတစ်ခုက Google Hangout ဖြစ်တယ် Google Hangout ကတစ်ချိန်မှာကျွန်တော်တို့2008 2009လုံးကအမတန်မှလူမှုကွန်ရက်မှာနာမည်ရခဲ့တဲ့ Gtalk နဲ့ Google Chatting ကိုပူးပေါင်းပြီးတော့မှထုတ်လုပ်ထားတာဖြစ်တယ်2013မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့မှ Gmail Google account ရှိသူတိုင်းအခမဲ့ဆက်သွယ်အချင်းချင်းဆက်သွယ်နိုင်ဖို့ရန်အတွက်တီထွင်ဖန်တီးထားတာပဲဖြစ်တယ်ရခိုင်တော့ Gtalk အသုံးပြုခဲ့ဖူးတယ်ဆိုရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့10နှစ်လောက်က Gtalk မှာကိုဘာတွေပြောခဲ့တဲ့ဆိုတဲ့အရာဒီနေရာမှာပြန်လည်ပြီးတော့မှပေါ်မှာဖြစ်တယ် Google က data တွေအားလုံးကို Google Drive ထဲမှာတင်စီပေးထားတာပဲဖြစ်ပါတယ် Gmail တစ်ခုရှိုံနဲ့ဒီ Google Hangout ကိုအလွယ်တကူအသုံးပြုနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမတန်မှအသုံးတည့်ပါတယ်ကျွန်တော်တို့ဒီ Zoom နဲ့အခြား Skype များထက်အများကြီးသုံးရတာလွယ်ကူပါတယ်ပြီးတော့မှကျွန်တော်ငွေကြေးအခကြေးပေးစရာမလိုဘဲနဲ့ဒီဝန်ဆောင်မှုကိုအသုံးပြုနိုင်တာဖြစ်လို့အသုံးပြုတဲ့ video conferencing feature လေးပဲဖြစ်ပါတယ်2019ထဲမှာ Google Hangout ကိုမွမ်းမံပြီးတော့မှ Google Meet အဖြစ်မိတ်ဆက်ဖို့အတွက်ပြင်ဆင်နေတာဖြစ်တယ်2019အကုန်မှာ Hangout ပျောက်ကွယ်သွားမယ်လို့အတန်တွေထွက်ပေမဲ့ယနေ့အချိန်ထိဝန်ဆောင်မှုပေးနေသေးတာကိုတွေ့ရှိရမှာဖြစ်ပါတယ် Google Hangout ရဲ့အားသာချက်ကတော့ G Suite အသုံးပြုသူများတာမက Gmail သုံးတဲ့လူတိုင်းအသုံးပြုခွင့်ပေးတာပဲဖြစ်တယ်ရုပ်ကောအတန်ကောကျွန်တော်တို့တပြိုင်နက်တည်း10ယောက်အထိအုပ်စုဖွဲ့စကားပြောနိုင်တာဖြစ်ပါတယ် Hangout ဖုန်းခေါ်ဆိုတဲ့ application တစ်ခုရှိတယ်အဲ့ဒီ application ကနေပြီးတော့မှလူ90ကိုတပြိုင်တည်းကျွန်တော်တို့ဖုန်းအပြင်ဆက်သွယ်စကားပြောနေတာဖြစ်တယ် smartphone မှာလည်းအသုံးပြုလို့ရတယ်လို့ကွန်ပျူတာနဲ့လည်းကျွန်တော်အသုံးပြုနေတာဖြစ်တယ် Google Hangout ကိုရုပ်သံ conference ပြုလုပ်တဲ့နေရာမှာတွင်တွင်ကျဲကျဲအသုံးပြုလက်ရှိပါတယ်နောက်ဆုံးတစ်ခုကတော့ Google Meet ဖြစ်ပါတယ် Google Hangout Meet လို့လည်းခေါ်တယ် Google Hangout ကိုထပ်ဆင့်မွမ်းမံပြီးတော့မှအဆင့်မြင့်တင်ထားတာဖြစ်ပါတယ်ကနဦးမှာတော့ G Suite ကိုအခပေးအသုံးပြုတဲ့သူများအတွက်တာလင်အသုံးပြုခွင့်ရှိတာဖြစ်ပါတယ်တို့ပေမဲ့ Coronavirus ကြောင့်ဒီ video conferencing တွေအဆင်ပြေဖို့ရန်အတွက်ဆိုပြီးတော့မှ Gmail Google account ရှိတဲ့လူတိုင်းကိုစက်တင်ဘာလ30 2020အထိကုန်တဲ့အထိအခမဲ့အသုံးပြုခွင့်ပေးမယ်
လုပ်သိရပါတယ်ယခုလက်ရှိအချိန်မှာတော့ G Suite ကိုအသုံးပြုတဲ့လူများသာလျှင်ဒီ video conference ကို host လုပ်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ Gmail အသုံးပြုသူများအနေဖြင့်အခမဲ့ပေးတဲ့အချိန်ကာလကိုစောင့်အောင်မှာဖြစ်တယ်မေလပထမပတ်ထဲမှာပေးမယ်လို့ကြေညာထားပါတယ် Zoom နဲ့အသုံးပြုရတာအမတန်မှအဆင်တူပါတယ်ဖုန်း iPad ကွန်ပျူတာစသဖြင့်ကျွန်တော်တို့မီဒီsmartphone နဲ့မဆိုကျွန်တော်တို့အသုံးပြုနိုင်တာဖြစ်ပါတယ်အသုံးပြုတဲ့လူတိုင်းစိတ်ကျေနပ်ပြီးတော့မှပညာရေးကဏ္ဍမှာအဓိကယနေ့အချိန်မှာအသုံးပြုနေကြပါတယ်ဒီ Google Meet ရဲ့ feature တွေကတော့ G Suite အခပေး basic level မှာ100လူကြီး100အထိရုပ်သံခေါ်ဆိုစကားပြောနေတာဖြစ်တယ်အကယ်၍များမိမိတို့ conferencing ကိုကျွန်တော်တို့ live တင်ချင်တယ်ဆိုရင်တော့ Google Suite ကို enterprise level ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်ကျွန်တော်တို့ social media live လွှင့်လို့ခွင့်ပြုထားတာဒီတင်ပြမှုရဲ့နောက်ဆုံးမှာကျွန်တော်တို့ G Suite မှာအဆင့် level ဘယ်နှခုရှိသလဲဆိုတာကျွန်တော်ဖော်ပြပေးမှာဖြစ်ပါတယ် Google Suite ကိုတစ်ချက်လေ့လာကြည့်ရအောင် googlesuite.google.com ကိုတွားလိုက်ပါအဲ့ဒီမှာကျွန်တော်တို့ Google Suite ကိုလာစင်ကျွန်တော်တို့ basic ကဘလောက် business level ကဘလောက် enterprise level ကဘလောက်ဆိုပြီးတော့မှကျွန်တော်သတ်မှတ်ထားတာတွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ basic အဆင့်မှာ Google Meet ကိုကျွန်တော်ထည့်သွင်းထားတာဖြစ်တယ်ဒီ basic business enterprise ကွာခြားချက်ကတော့ကျွန်တော်တို့ storage တွေကွာခြားပါမယ်တခြားapplication တွေရဲ့လုပ်ငန်းပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တချို့ကွာခြားပါမယ်နောက်ပြီးတော့မှဒီ online သူတို့ရဲ့ cloud မှာတင်ထားနိုင်တဲ့ပမာဏနဲ့အဲ့ဒီ Google ကအသစ်တည်တွင်ထားတဲ့ Word မှာတင်ထားနိုင်တဲ့ပမာဏတွေကွာခြားပါမယ်ဒီ Google Meet နဲ့တွဲရဲ့အသုံးပြုမဲ့ကျွန်တော်တို့ webcam ကအစspeaker ကအစစပီစီများကိုဝယ်ယူအသုံးပြုနိုင်တာဖြစ်တယ် Gboard လို့ခေါ်တဲ့ဒီ whiteboard software လည်းကျွန်တော်တို့ထည့်သွင်းအသုံးပြုနိုင်တာဖြစ်တယ်အကယ်၍ G Suite ကိုအခပေးပြီးမှဝယ်သုံးချင်တယ်ဆိုရင်ဒီနေရာလေးမှာအချက်လက်တချို့ကိုဖြည့်သွင်းပြီးတော့မှဝယ်ယူနိုင်တာဖြစ်ပါတယ်မိမိရဲ့ Master Card တော့မဟုတ် Visa Card ဖြင့်ကျွန်တော်တို့ဝယ်ယူအသုံးပြုနိုင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆက်ပေးတဲ့ Google Duo Google Hangout Google Meet ဒီ3ခုကမိမိတို့ရဲ့เนาะမီဒီ smartphone မှာမဆိုအသုံးပြုနိုင်တယ် Android iOS နှစ်မျိုးလုံးရပါတယ်မိမိရဲ့ကွန်ပျူတာ laptop မှာလည်းအသုံးပြုနိုင်ပါတယ်ဖြစ်တယ်အဓိက Zoom ကိုရှင်ပြိုင်ဖို့ရန်အတွက်ပြင်ဆင်နေတာဖြစ်တယ်ဒီ Google Meet မှာလည်းအားသာချက်ပေါင်းများစွာထည့်သွင်းထားတာပါတယ် smartphone နဲ့တော့၎င်းကျွန်တော်တို့ကွန်ပျူတာနဲ့တော့၎င်းအသုံးပြုနိုင်တယ် Google Meet ကိုရုပ်သံ conference အတော်များများမှာကျွန်တော်တို့တွင်ကျဲစွာအသုံးပြုနေပြီဖြစ်ပါတယ်ဒီ Zoom နဲ့ Google Meet ကိုကျွန်တော်တို့ head to head ရှင်ပြီးတော့မှကြည့်ကြရအောင် Google Meet ကိုအသုံးပြုနိုင်ဖို့ရန်အတွက် Google Basic Level ကတစ်လ$6ကျတင်ပြီးတော့မှ Zoom ကတော့တစ်လကို$15ကျတင်တာဖြစ်ပါတယ် Zoom ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ Google Meet ကိုကြည့်မယ်ဆိုရင်250ပါဝင်ပြီးတော့မှ conferencing လုပ်နိုင်တာဖြစ်တယ် Zoom ကတော့ကျွန်တော်တို့အယောက်900ပါဝင်ဆွေးနွေးလို့ရတာဖြစ်တယ် call conferencing လုပ်မယ်ဆိုရင်တော့ Google ကတော့ free ဖြစ်ပါတယ်ဒါပေမဲ့ Zoom ကတော့ကျွန်တော်တို့ဖုန်းခေါ်ဆိုခယူပါတယ်ဟုတ်ပြီကျွန်တော်အနေနဲ့ Google Duo Google Hangout နဲ့ Google Meet ဒီ3ခုကိုအနည်းငယ်စီမိတ်ဆက်တင်ပြပေးခြင်းဖြစ်ပါတယ်အနည်းငယ်စီတီမီကော်မီရှိနေမယ်လို့လည်းမျှော်လင့်ပါတယ်လေ့လာပါစမ်းသုံးကြည့်ပါပြီးတော့မှမိမိတို့အချင်းချင်းမျှဝေပြီးတော့မှအဆင်ပြေကြပါစေဗျာနောက်ပိုင်းမှာ Google Hangout နဲ့ Google Meet ကိုအသေးစိတ်ကျွန်တော်ထပ်မံပြီးတော့မှတင်ဆက်ပေးသွားပါမယ်လေ့လာစောင့်ကြည့်သင်ယူနိုင်ပါတယ် not only work hard work smart ကျေးဇူးတင်ပါတယ်